လူဒါနကိုမြတ်စွာဘုရားကအလူရှင်တွေအနေနဲ့လှူတတ်သူလည်းဖြစ်ပါစေယူတတ်သူလည်းဖြစ်ပါစေဒါဘုရားရှင်ရဲ့အဆုံးအမလှူတတ်သူဖြစ်ဖို့လေလိုတယ်ယူတတ်သူဖြစ်ဖို့လေလိုတယ်လှူတတ်ပါမှယူတတ်ပါမှမိမိတို့အတွက်ကောင်းကျိုးအမျိုးမျိုးကိုမိမိတို့ရနိုင်မယ်ကြတိတော့လှူတာတော့လှူပြီးလှူတတ်ဖို့လိုတယ်အဲ့ဒီလှူတတ်ဖို့အတွက်မြတ်စွာဘုရားအင်္ဂုတ္တရနိကေစက္ကနိပတ်မှာဆလင်္ကသမဏဂတသုဆိုပြီးတော့မြတ်စွာဘုရားကတရားဓမ္မတွေလှူတဲ့အခါမှာလှူတတ်အောင်လို့ဒါမိန့်တော်မူထားတယ်ဒီမိန့်တော်မူထားတဲ့တရားတော်ကမြတ်စွာဘုရားဇေတဝန်ကျောင်းမှာတည်င်းသုံးတော်မူရင်းနဲ့လှူနေတာကတော့ဇေတဝန်ကျောင်းနဲ့မိုင်ပေါင်း300လောက်ဝေးတဲ့ဝေလုကန္တကီမြို့မှာနန္ဒမာတာတက္ကမကြီးကဆုံးကတ်နေတာကိုမြတ်စွာဘုရားဇေတဝန်ကျောင်းကနေပြီးတော့အပင်ញင်းနဲ့ကြည့်ပြီးတော့ယဟန်တွေကိုဟောတဲ့တရားဒီတရားကယဟန်တို့ဒီအချိန်မှာအရှင်သာရိပုတ္တရာအမှုရှိတဲ့သံဃာတို့တွေကိုနန္ဒမာတာတက္ကမကြီးကအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှကိုလှူနေတယ်အဲ့ဒီအင်္ဂါ6ပါးဆိုတာဘာလဲဆိုရင်လှူတဲ့ပုဂ္ဂိုလ်မှာအင်္ဂါ3ချက်လိုတယ်အလှကံပုဂ္ဂိုလ်မှာအင်္ဂါ3ချက်လိုတယ်အဲ့ဒီအင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့အလှဟာအမတန်ကြီးကျယ်တဲ့အလှပဲခုနန္ဒမာတာဒကမကြီးလှူနေတာအဲ့ဒီအင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့အလှကိုလှူနေတာအဲ့တော့အလှရင်ပုဂ္ဂိုလ်မှာပြည့်စုံရမယ့်အင်္ဂါ3ချက်ကနံပါတ်1ပုပ္ပေဝဒါနာသုမနောမလှခင်ကလေးကကိုယ့်ရဲ့စိတ်ထဲမှာလှမယ်ဒီလိုစိတ်ဖြစ်လာကြတဲ့ကဘယ်လိုနေရာမှာလှမယ်ဘယ်လိုလှမယ်ဒီလူမှုတမ်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ကွက်เสียစိတ်ထိခိုက်เสียစိတ်ပြက်เสียဘာမှမရှိเสียလှူတာနဲ့ပတ်သက်ပြီးတော့လှူရတာဝမ်းမြောက်ဝမ်းသာမလှခင်ကလေးကလှမယ်ဆိုပြီးတော့သာသနာတော်အပေါ်မှာကြည်ညိုတဲ့စိတ်အဲ့ဒီတရားတရားဟာလည်းပဲဉာဏ်နဲ့ရှင်တဲ့စိတ်တာမန်တရားတရားမဟုတ်ဘူးတာမန်ယုံကြည်မှုမဟုတ်ဘူးအသိဉာဏ်နဲ့ရှင်တဲ့တရားတရားအဲ့ဒီမလူကန်ကလေးကအဲ့ဒီလိုတရားတရားရှိနေရမယ်လှူနေစေအခါမှာလည်းပဲဒီလိုတရားတရားရှိနေရမယ်ယုံကြည်မှုရှိနေရမယ်လှူပြီးတဲ့အခါမှာလည်းပဲမိမိရဲ့အလှကိုတွေးပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့ဒီလိုဖြစ်နေရမယ်ဒါအလှရင်ပြည့်စုံရမယ်အင်္ဂါ3ချက်မလှခင်လည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်လှူနေစေမှာလည်းဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်လှူပြီးတဲ့အခါမှာလည်းပဲတွေးမိတိုင်းဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ဒါဆိုရင်အလှရင်ဘက်ကလုံလောက်ပြီးဒါလှူတတ်တဲ့ပုဂ္ဂိုလ်ပဲအလှကံပုဂ္ဂိုလ်မိမိလှူတဲ့အခါမှာအလှကံပုဂ္ဂိုလ်ကိုရွေးပြီးတော့လည်းလှူတတ်ဖို့လိုသေးတယ်အလှကံပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တွေလဲမြတ်စွာဘုရားကဆက်ပြီးတော့ယဟန်တို့တွေကိုဟောတယ်ဝိဒရာဂဝါဟောတိရာဂဝိနိယာယဝါပရိပန္နောဟောတိရာဂကင်းတဲ့ပုဂ္ဂိုလ်ဆိုလိုရင်ကတော့အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်အလှကံပုဂ္ဂိုလ်တွေဒီအရိယာပုဂ္ဂိုလ်အနည်းဆုံးသောတာပန်ယဟန္တာပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုမှမဟုတ်ရင်လည်းပဲသောတာပန်တဂရကအနာဂယဟန္တာဖြစ်ဖို့အတွက်ကြင်ကြံကြုတ်ကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အကုသိုလ်နဲ့အောင်ကြင်ကြံကြုတ်ကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်လောဘနဲ့အောင်ကြင်ကြံကြုတ်ကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဒေါသနဲ့အောင်ကြင်ကြံကြုတ်ကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေမောဟနဲ့အောင်ကြင်ကြံကြုတ်ကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အရိယာမဖြစ်သေးရင်တောင်မှအရိယာတွေပယ်သွားတဲ့လောဘဒေါသမောဟကိုပယ်နိုင်ဖို့အတွက်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အဲ့ဒါဆိုရင်အလှကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ချက်နဲ့ပြည့်စုံတယ်ခုနန္ဒမာတာဒကမကြီးလှူနေတာသူကိုယ်တိုင်ကမလှူခင်လဲတရားတရားနဲ့လှူနေစေမှလဲတရားတရားနဲ့လှူပြီးတော့လဲတရားတရားနဲ့အင်္ဂါ3ပါးပြည့်စုံတယ်အလှကံပုဂ္ဂိုလ်တွေကလည်းပဲအရင်သာရိပုတ္တရာအမှုရှိတဲ့ယဟန်900
ယန္တာပုဂ္ဂိုလ်တွေအဲ့တော့အထုပြောစရာမလိုဘူးအလူကံပုဂ္ဂိုလ်တွေအနေနဲ့အဲ့ကြောင့်အင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့အလူကိုဝေလူကန္တိကေမြို့မှာဒါတက္ကမကြီးကလှူနေတယ်အဲ့ဒါကြောင့်ဒီအလူဟာအမတန်ကြီးကျယ်တဲ့အကျိုးကိုရပါလိမ့်မယ်ဒီလိုမြတ်စွာဘုရားကမိန့်တော်မူတယ်အဲ့တော့ဒီနေ့တက္ကမကြီးတော်ဥမာမြတ်မိမိလှူတဲ့အခါမှာလည်းပဲမိမိရဲ့အလူရင်ပုဂ္ဂိုလ်အနေနဲ့အင်္ဂါ3ချက်နဲ့ပြည့်စုံဖို့လိုတယ်ဒါမလှူခင်ကတည်းကလည်းလှူမယ်ဆိုတဲ့စိတ်ကမိမိမှာရှိပြီးသားခုလှူနေစေမှလည်းပဲဝမ်းမြောက်ဝမ်းသာနဲ့လှူပြီးတဲ့အခါမှာလည်းပဲဝမ်းမြောက်ဝမ်းသာနဲ့ဆိုရင်မိမိဘက်ကဒါအလှူရင်ဘက်ကအင်္ဂါ3ချက်ပြည့်စုံပြီအလှူခံပုဂ္ဂိုလ်တွေဘက်ကိုကြည့်လိုက်ကိုတန်ခါ400ရောပရိယတ္တိစာပေတွေကိုသင်ကြားနေရတဲ့ပฏิပတ်တိလုပ်ငန်းတွေကိုဆောင်ရွက်နေကြတယ်လောဘနေဖို့ဒေါသနေဖို့မောဟနေဖို့အကုသိုလ်နေဖို့အတွက်ဒါကျင့်ကြံကြုတ်ကိုအထုံနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့အလူဒီလူကိုဒီနေ့မိမိမွေးနေ့မှာလှူရပြီအဲ့တော့ဒီလိုအလူကိုလှူရင်မြတ်စွာဘုရားကအကျိုးအမတန်ကြီးကျယ်တယ်ဘလောက်ကြီးကျယ်လဲဆိုရင်မြတ်စွာဘုရားဥပမာပြောတယ်သမုဒ္ဒရာတွေကရေကိုခွက်နဲ့တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်စသည်အပြင်ဒီလိုခတ်ပြီးတော့ဘယ်နှခွက်ရှိပါတယ်လို့ရေတွက်လို့မရလောက်အောင်ပဲတဲ့ဒီလိုအလှမျိုးကိုလှူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကုသိုလ်တရားတွေဟာမြောက်များစွာဖြစ်ပေါ်နေပါတယ်ဘလောက်ဖြစ်တယ်ရဲ့လို့ပြောလို့မရလောက်အောင်ကြီးကျယ်တယ်အဲ့တော့ဒီလိုကြီးကျယ်တဲ့ကုသိုလ်တရားတွေကအကျိုးပေးရင်ကတော့လူဘဝဆိုရင်လူချမ်းသာနတ်ဘဝဆိုရင်နတ်ချမ်းသာဗြဟ္မာဘဝဆိုရင်ဗြဟ္မာချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုတိဒါပေးနိုင်စွမ်းတဲ့အကျိုးတရားတွေကိုဒီကုသိုလ်ကပေးမှာပဲဒါပေးတတ်တဲ့ပုဂ္ဂိုလ်လှူတတ်တဲ့ပုဂ္ဂိုလ်အဖြစ်မိမိနားလည်ပြီးပြီကဲယူပဲဘာယူမှလဲယူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လည်းလိုသေးတယ်လှူပြီးဆိုရင်ကတော့လှူတဲ့အကျိုးရမှာပဲသောတကပြောခဲ့တယ်လို့လူချမ်းသာအကျိုးရမယ်နတ်ချမ်းသာအကျိုးရမယ်ဗြဟ္မာချမ်းသာအကျိုးရမယ်နိဗ္ဗာန်ဆိုတဲ့လောကုတ္တရာချမ်းသာအကျိုးကိုတည်ရမှာပဲဘာအကျိုးကိုယူမှလဲယူတတ်ဖို့လိုတယ်အဲ့ဒါကိုမြတ်စွာဘုရားကမဇ္ဈိမာနိကေပရိယေသနာသုံးမှာကြတော့ယူတတ်တဲ့လူနဲ့မယူတတ်တဲ့လူဆိုပြီးတော့ခွဲပြီးတော့မြတ်စွာဘုရားမိန့်တော်မူတဲ့မိမိကိုမိမိစဉ်းစားကြည့်လိုက်မိမိရထားတဲ့လူဘဝအဲ့ဒီလူဘဝရဲ့ပဂတိသဘောကိုကြည့်လိုက်ရင်စရာဓမ္မောမိအိုရတဲ့သဘောရှိတယ်လူဘဝစရာဓမ္မောမိစရဏတိတောအိုရတယ်ဗျာတိဓမ္မောမိဗျာတိအနတိတောအနာယောဂတွေနှိစ္စခံရတယ်နောက်ဆုံးမှာဘဝအဆုံးသတ်တည်ရတယ်လူဘဝဆိုတာဒါပဲလူတဘဝဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ဘလောက်ပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ဘလောက်ယာတုအာနာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ဒီသုံးချက်နဲ့စုလိုက်တော့အကုန်လုံးတတ္တဝါတွေဟာဒီသုံးချက်မှာအလုံးအကျုံးဝင်သွားတယ်ဘလောက်ကြီးကျယ်တဲ့လူသားဖြစ်ပါစေအိုရတယ်နာရတယ်သိရတယ်ပဲကဲဒါဆိုနတ်ကောနတ်လေဒီတိုင်းပဲဘလောက်ကြီးကျယ်တဲ့တရားမင်းကြီးဖြစ်နေပါစေအိုအနာအသေးနဲ့ဘဝဆုံးတာပဲမြမကြီးလေဒီတိုင်းပဲအဲကြောင့်မလို့မိမိဘဝကိုကြည့်ပြီးတော့လူဘဝဆိုတာအနာအသေးနဲ့ဆုံးရတယ်ဒီကုသိုလ်ကောင်းမှုကြောင့်နောက်ဘဝဒီမှာခုလိုချမ်းသာတဲ့လူချမ်းသာဖြစ်ရပါလို့နတ်ချမ်းသာဖြစ်ရပါလို့ဗြဟ္မာချမ်းသာဖြစ်ရပါလို့လို့များဆုတောင်းပြီးတော့ဒီလိုရည်ရွယ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုရင်ဒါမယူတတ်တဲ့သူပဲတဲ့မြတ်စွာဘုရားကအနရိယပရိယေတနာမယူတတ်တဲ့သူပဲတဲ့တကယ်ကောင်းတဲ့အရာကိုယူလို့ရပါရဲ့နဲ့သူကမြမယူတတ်ဘူးကိုယ်တိုင်ကအနာအသေးဒီကန္တာကိုအရင်နှီးလုပ်ပြီးတော့နောက်ထပ်လည်းအနာအသေးကိုပဲယူတယ်ဆိုရင်